နေ့မှာတော့ body butter တွေမှာပါတဲ့ ingredients တွေကတစ်မျိုးဖြစ်တဲ့ shea butter အလေးကြောင်းကိုပြောပြပေးသွားမှာပါ shea butter အကြောင်းမပြောခင် African လူမျိုးတွေအသားရည်ကိုလူတိုင်းသိကြမယ်ထင်ပါတယ်သူတို့အသားရည်ကမဲတယ်ဆိုပေမဲ့အမြဲတမ်းပြောင်ပြီးတော့ဆိုဝင်းနေတာမျိုးပေါ့နော်အဓိကအဲ့လိုဆိုပြနေရတဲ့အကြောင်းရင်းတွေကတစ်ခုက shea butter ကြောင့်လို့ပြောရင်လည်းမမှားပါဘူး shea butter ဆိုတာကအာဖရိကမှာရှိတဲ့ shea အပင်ရဲ့ nut လို့ခေါ်တဲ့အခွန်မာတိကနေရလာတဲ့သဘာဝစီတစ်မျိုးဖြစ်ပါတယ်သူက fatty acid တွေကျွဲဝါးတဲ့အပြင်စပင်ဒါမှမဟုတ်အသားရည်ကိုရေဓာတ်ပြည့်ပြည့်ဝဝဖြည့်ပေးနိုင်တဲ့ vitamin တွေပါဝင်တာကြောင့်အသားခြောက်တာတွေကိုသက်သာစေပါတယ်ပို့ပြီးတော့အသားရည်ကိုနုညံ့စေတာ smoothing ဖြစ်စေဖို့အတွက် cosmetic တွေမှာအသုံးပြုကြပါတယ်ဆန်သားကျန်းတာတွေခြောက်တာတွေကိုသက်သာစေလို့အခုဆိုရင် hair product တွေမှာပါသုံးလာကြပြီပေါ့နော်တချို့ဆို shea butter ကြီးပဲတည်တံ့ဝယ်ပြီးကိုယ်မှာရှိပြီးသား product တွေနဲ့ရောသုံးတတ်ကြပါတယ်The Miss Maisu ရဲ့ body butter ကတော့အဲ့ဒီလိုတက်ကြီးရောသုံးကြရမလို့အောင်တခါတည်း shea butter ရောအခြားအသားရည်အတွက်ပုံမကောင်းမွန်စေတဲ့ niacinamide avocado oil milk grapeseed oil တို့ကို teacher formulate လုပ်ပြီးပေါင်းစပ်ပေးထားတာဖြစ်လို့ product နှစ်ခုမတည့်လို့အသားရရန်တာတွေ shea butter အများကြီးထည့်မိတဲ့အခါမှာချွေးပေါက်တွေကိုပိုပြီးပိတ်တာမျိုး breakout ပိုပြီးထွက်လာတာမျိုးမဖြစ်တော့ဘူးပေါ့နော်ပုံမှန်အားဖြင့် shea butter က 100% natural moisturizer ဖြစ်တာမို့ all skin type နဲ့တည့်ပါတယ်